ဒေါက်တာတို့ Beauty Power Campaign ရဲ့နံပါတ်2 contestant အနေနဲ့မမ်းမြမြင့်စုကိုရွေးချယ်ထားတာပေါ့နော်ဒီမမ်းမြမြင့်စုရဲ့မျက်နှာကိုအနေထားကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်အကုန်လုံးကတော့အချိုးညီညီရှိနေလားဆိုရင်တော့တခြားနေရာလေးတွေကလှပြီးသားဒါပေမဲ့နှာတန်လေးတစ်ခုတည်းကနှိမ့်နေတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့ဒေါက်တာတို့မျက်နှာတစ်ခုကိုအစိပ်ပိုင်းခွဲကြည့်လိုက်ရင်နှာတန်မျက်လုံးနှာခမ်းတွေမေးစီတွေပေါ့နော်ဒီပါးနှစ်ဖက်အကုန်လုံးကအချိုးညီညီရှိရတယ်အဲ့တော့သူ့ကိုကြည့်လိုက်တဲ့အချိန်မှာညီမလေးမျက်နှာမှာနှာတန်လေးမြင်လိုက်ရင်အရင်လှသွားမယ်ပေါ့ဆိုတော့ဒေါက်တာတို့ကကြည့်လိုက်တော့ဒီတခြားနေရာပြင်စရာမရှိဘူးနှာတန်တစ်ခုပဲပြင်လိုက်ရင်သူအရင်လှသွားမယ်နှာတန်ထင်းသွားတဲ့အတွက်လည်းဒီတခြား features တွေနဲ့နှာခမ်းနေမျက်လုံးတွေနဲ့လည်းညီသွားမယ်ဒီလိုပါးတွေဆိုလို့ရှိရင်လည်းဒီလိုဘယ်လိုပြောမလဲကားနေရာမျိုးမဖြစ်တော့ဘဲနဲ့တွယ်လေးဖြစ်သွားမယ်ပေါ့နော်ဆိုတဲ့အတွက်ဒီညီမလေးကိုဒေါက်တာတို့ကဒီနှာတန်မြင့်ဖို့အတွက်ကိုရွေးချယ်ခဲ့တာဖြစ်တယ်ဒီနှာတန်မြင့်ဖို့အတွက်ရွေးချယ်ရတဲ့မှာလည်းဒေါက်တာကနီလန်2ခုရှိရပေါ့နော် aesthetic နဲ့လုပ်မလား surgery နဲ့လုပ်မလားအဲ့တော့ဒီညီမလေးရဲ့နှာခေါင်းလေးอ่ะဆိုလို့ရှိရင်ဒေါက်တာတို့ Asian ပေါ့နော် Asia တွေဆိုလို့ရှိရင်ဒီနှာတန်ကနှိမ့်တယ်တချို့ဆိုလို့ရှိရင်နှာထိတ်လုံးနဲ့ဒီထိတ်လေးတွေလည်းပြားတယ်ဒီဘေးလေးတွေဆိုရင်ကားတယ်ပေါ့ဒီညီမလေးကြတော့ဘေးတွေပါတွေလည်းတိတ်မကားဘူးဒီထိတ်လေးတော့နှိမ့်တယ်ဒီနှာတန်တောက်လျှောက်ပေါ့နော် nasal bridge အကုန်လုံးကတော့နှိမ့်နေတာဖြစ်တဲ့အတွက်ဒီ surgery နီလာနဲ့လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ nasal implant ထည့်ရခေါ်တာပေါ့နော်nose augmentation ကို nasal implant လေးလုပ်လိုက်ရုံနဲ့သူ့မျက်နှာလေးကအရင်လှသွားမယ်ပေါ့ဆိုတော့ဒီ nasal implant ထည့်လိုက်ခြင်းအပြင်တချို့ဆိုလို့ရှိရင်တော့အသားအယိုးတွေယူပြီးတော့ဒီထိတ်မှာထပ်ပြီးတော့ profile မြင်အောင်လုပ်တာရရှိရဲဒီနှာခေါင်းရိုးထောက်လျှောက်ကိုပို့ပြီးတော့မြင်အောင်လို့ဒီ silicone သုံးတာအပြင်အယိုးတွေပါသုံးတာရှိရဲပေါ့နော်ဆိုတော့ဒီညီမလေးအတွက်ကကြတော့ဒီ silicone တစ်ခုတည်းနဲ့သူ့ရဲ့မျက်နှာလေးကအဆင်ပြေတယ်သူကလည်းတအားမြင့်မြင့်ကြီးလည်းမဟုတ်ဘူးnatural look လေးလည်းပိုဖြစ်ချင်တယ်ပေါ့နော်ဆိုတဲ့အချိန်မှာဒီ nose augmentation ကို silicone implant နဲ့လုပ်ပေးဖြစ်ခဲ့တယ်ပေါ့ surgery during surgery မှာကတော့ဒီမျောလင့်ထားလို့ရတဲ့တခြားအခက်အခဲလေးတွေကတော့ဒီနှာတန်မှာဒီမြင့်လိုက်တဲ့အချိန်မှာတော့နေရခတ်တာမျိုးအရန်မြင့်သွားတယ်လို့ဆက်စချင်းမှာခံစားရတာမျိုးရှိနိုင်တယ်။နောက်ပြီးတော့ဒီအရေပြားအရန်ပါတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဆီလီကွန်ထည့်ပြီးသွားရင်ဒီနားလေးတွေမှာပို့ပြီးတော့အရန်ထင်းထင်းလေးနဲ့အရေပြားအရန်ပါပြီးတော့ထဲကဆီလီကွန်မြင်ရတယ်လို့ခံစားရတဲ့ဟာမျိုးဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒါတွေကလည်းအချိန်ကြာလာတဲ့အများတဖြည်းဖြည်းတော့တက်တာသွားနိုင်တယ်။ဒီညီမလေးများမြင့်စုကြတော့အရေပြားကလည်းတအားတော့မပါဘူးဒီအဓိကတော့နှာတန်လေးအရန်နှိမ့်နေတာဖြစ်တဲ့အတွက်ထူးထူးခြားခြားခက်ခဲပြီးလုပ်ခဲ့ရတဲ့ surgery case မျိုးတော့မဟုတ်ခဲ့ဘူးပေါ့နော်ဒီနှာခေါင်းထိပ်လေးကနေအပေါက်လေးတစ်ပေါက်တိတ်တိတ်လေးဖောက်လိုက်ပြီးတော့ဒီ silicone implant လေးကိုထည့်ပေးလိုက်တယ်ပြီးတော့ဒီထိပ်ကိုလည်းသူနည်းနည်းပိုမြင့်အောင်လို့ပိုချွန်တဲ့ဟာလေးထည့်ပေးပြီးတော့ပြန်ပြီးချုပ်လိုက်ရုံပဲပေါ့နော်ဆိုတော့ဒီနှာတန်ကsurgery ဖြစ်တဲ့အတွက်တောင်မလို့ဒီ surgery ပြီးတဲ့အချိန်မှာတော့အနေနဲ့အများရောင်တဲ့ဟာမျိုးတော့ရှိနိုင်တယ်တချို့ကတော့တစ်ပတ်လောက်ဆိုရင်တက်တာသွားတယ်တချို့ကတော့တစ်လပေါ့နော်တစ်လလောက်ဆိုရင်တော့ဒီရောင်တဲ့ဟာအကုန်လုံးကတော်တော်လေးကျပြီးတော့အရန်လှသွားပြီပေါ့ဒီညီမလေးများမြင့်စုဆိုလဲခုနလိုsurgery က minimal လုပ်လိုက်ရတာပေါ့နော်ဒီလို silicone ထည့်ုံလေးပဲဖြစ်တဲ့အတွက်ဒီရောင်နာတွေဘာတွေကလည်းတိတ်မကြဘူးညိုတာတွေဘာတွေလည်းတိတ်မရှိဘူးတချို့ဆိုလို့ရှိရင်တော့ခုနပြောသလိုဒီနှာခေါင်းထိတ်လုံးတာတွေလည်းလျှော့ရတယ်နှာရန်တွေချိုးရတာမျိုးဒီဘေးကရလျှော့တာမျိုးဆိုလို့ရှိရင်တော့ဒီ surgery ရဲ့ down time ကတော့သူများထပ်ပိုကြနိုင်တယ်ပေါ့နော်ဆိုတော့ဒီညီမလေးကတော့ဒါ down time နည်းနည်းလေးနဲ့အခုဆိုရင်တော်တော်လှနေပြီပေါ့ဆိုတော့သူ့ရဲ့ result ကတော့တစ်လဆိုရင်လှလာမယ် surgery တွေရဲ့နောက်ဆုံး result ကတော့6လအထိစောင့်ရင်တော့ဒီနှာတန်ကစင်းစင်းထင်းထင်းလေးနဲ့ပို့ပြီးတော့လှတဲ့ result ကိုတွေ့ရမယ်ပေါ့နော်